အားလုံးပဲမင်္ဂလာပါရှင်။ Guide UNGCSE Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ Cambridge Physics ရဲ့ Alternative to Practical paper လေးတစ်ခုကိုဖြည့်ပြထားပါတယ်။အောက်တိုဘာ November 2025 paper လေးဖြစ်ပါတယ်။ပထမဆုံးအပုတ်လေးကိုကြည့်ရအောင်။ A student investigate the reflection of light by a plane mirror ပြီးတော့သူကပုံပေးထားတယ်ပေါ့နော်။ A က the student draw line ln မြင်းကိုဆွဲလိုက်တယ်ပြီးတော့ M က ln ရဲ့ midpoint ဖြစ်တယ်ပြီးတော့အောက်ကဆွဲရတဲ့ PR က ln နဲ့ parallel ဖြစ်ပြီးတော့ဒီနှစ်ခုကြားအကွာအဝေးက10 cm ရှိတယ်ဒါက student ကလုပ်လိုက်တဲ့ဟာပေါ့နော်အဲ့တော့ဘာပေးလဲဆိုရင် on figure 1.1 ဒီပုံပေါ်မှာdraw a normal to ln at the point M ln နဲ့ normal ဖြစ်တဲ့မြင်းကိုဆွဲခိုင်းတယ် M ကနေဆွဲရမှာပြီးတော့အဲ့ဟာကိုထပ်ဆွဲလာမယ် extend ပဲထိလဲဆိုတော့ PR ကို cross ဖြစ်တဲ့အထိnormal ဆိုတာကဘာလဲဆိုရင်တောင်းမှတ်ကြတဲ့ line ပေါ့နော်အခု ln နဲ့တောင်းမှတ်ကြတဲ့ line ဘယ်ကနေဆွဲရမလဲဆိုတော့ M ကနေဆွဲလိုက်မယ်အဲ့တော့အမကမြင်းတစ်ချောင်းဆွဲလိုက်မယ် PR ကိုဖြတ်တဲ့အထိဆွဲရမယ်ပြီးရင်သူကအဲ့ point ကိုဘာလို့ပေးခိုင်းလဲဆိုတော့ Q လို့ပေးခိုင်းတယ် Q လို့ရေးပေးလိုက်မယ်ဟုတ်ပြီဒါက A ပြီးသွားပြီပေါ့နော်အဲ့တော့မိကုန်းနေဖတ်လို့ရှိရင်အမတို့စာကြောင်းနိုင်ကိုဖတ်ပါနော်မကြော်သွားနဲ့နော်ကြော်သွားရဆိုလို့ရှိရင်ကိုယ်လောက်ခိုင်းထားတဲ့အချက်တွေကိုကြော်ဖတ်မိမှာဆိုလို့ရယ်နောက်ပြီးတော့အရေးကြီးတဲ့အချက်တွေကိုကြော်ဖတ်မိမှာဆိုလို့ဟုတ်ပြီ B ကိုကြည့်မယ် on figure 1.1 ဒီမှာပုံထက်ဆွဲခိုင်းနေပေါ့နော် draw 14 cm ဆွဲတဲ့မြင်းက14 cm ရှိရမယ်ပြီးတော့ M ကနေဆွဲရမှာ down က10 degree ပြီးတော့အဲ့ဒါကိုနောက်ဆုံးမှာအဲ့ဒါကို O လို့တက်ပါတဲ့သူကဒီလိုမှာ figure 1.2 မှာနမူနာပြထားတယ်ပေါ့နော်အဲ့တိုင်းကို 1.1 မှာပြန်ဆွဲရမှာကိုဆွဲလို့ရှိရင်တော့ဒီနားမှာဗာ protractor စဝိုင်းချောင်းထားပြီးတော့ဒီကနေ10 degree တိုင်းပြီးတော့ဆွဲပေါ့နော်အခုဒီမှာအမတော့ဒီတိုင်းမြင်းလေးဆွဲလိုက်မယ်ပြီးတော့ဒီမြင်းကဘယ်လောက်ရှည်ရမလဲဆိုရင်40 cm ရှည်ရပါမယ်အဲ့တော့ဒီမြင်းကြီးက40 cm ရှည်ရမယ်ဒီတောင်းလေးက protractor နဲ့တိုင်းရင်10 degree ရှိရပါမယ်ဟုတ်ပြီအဲ့တော့သူကဒီနောက်ဆုံးကို O လို့တက်ခိုင်းတယ်ဒါဆို B ပြီးသွားပါပြီ C က reflecting surface ကို ln line ပေါ်မှာထားလိုက်တယ်ဆိုတော့ဒီဟာကြီးကမှန်ဖြစ်သွားတာပေါ့နော်ဒီ ln ကမှန်ဖြစ်သွားတယ်ပြီးတော့ reflecting surface facing the bottom of the page ဆိုတော့ reflecting surface ကဒီအောက်မှာအပေါ်မှာဒီလိုပေါ့နော် reflecting surface ကဒီဘက်အချမ်းမှာပြီးရင် center of mirror က M position at light source ဆိုတော့ light source ကိုထားပြီးတော့ a ray of light က pass through OM မြင်းအတိုင်းကို light ray ကလာမယ် towards M ဆိုတော့အဲ့ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့အလင်းက OM ကနေဒီလိုသွားမယ်ဆိုတော့ညာဆွဲလိုက်မယ်ပြီးရင် x1 နဲ့ x2 နှစ်မှတ်ထားတယ်အဲ့ဒါကြတော့ဘာဖြစ်တာလဲဆိုတော့ ray reflected from the mirror နေပြီးတော့ reflected ဖြစ်မှာအဲ့တော့ပြီးတော့မှ mirror ကိုဖယ်လိုက်မယ်ပေါ့နော်1က draw a line drawing M to x1 and x2 M ကနေပြီးတော့ x1 နဲ့ x2 ကိုဆက်ခိုင်းတယ်အောက်တစ်ကြောင်းက continue the line until it crosses PR ကိုရောက်တဲ့အထိအိမ်မှာဘာလို့တက်ခိုင်းလဲဆိုရင် D လို့တက်ခိုင်းတယ်အဲ့တော့ဒီဟာကို D လို့ရေးလိုက်မယ်
အပေါ်ကသူပေးရတဲ့ဟာတွေကိုတခြားပြန်ဖတ်ကြည့်မယ်ဆိုရင် OM က incident ray ပေါ့နော် light ray ဖြစ်ပြီးတော့ MD ကကြတော့ reflect ဖြစ်တဲ့ ray ဖြစ်တယ်မဆွဲခင်ဒီအချက်လေးတွေကိုအရင်ဆုံးနားလည်အောင်တခြားဖတ်ကြည့်ပါအဲဆိုရင်အမတို့ပုံရသွားပြီပေါ့နော် 2 C ရဲ့ 2 က measure the length of line QT A က line QT ကိုတိုင်းရမယ်ဆိုတော့အယောင်လေးနဲ့ပြမယ်နော်အဲ့တော့ A ကကြတော့ QT ကိုတိုင်းခိုင်းတာဆိုတော့ဒီအကွာအဝေးလေးကိုပေတန်းနဲ့တိုင်းပါပေတန်းနဲ့တိုင်းလို့ရှိရင်အမတို့ 1.7 စင်တီမီတာရပါမယ်သူကစင်တီမီတာရဲ့မီလီမီတာထိဆိုတော့ point နဲ့ယူခိုင်းတာပေါ့နော်အဲ့တော့ 1.7 ဝန်းကျင်ရမယ်နည်းနည်းအပိုအရောကတော့ 0.1 စင်တီမီတာရှိလို့ရတယ်နောက်ပြီးရင်နောက်တစ်ခုသူတိုင်းခိုင်းတာက the length B က MD ကိုတိုင်းခိုင်းတာMD ဆိုတာကဒီအကွာအဝေးကိုတိုင်းပြီးရနဲ့တိုင်းရပါမယ်တိုင်းလိုက်လို့ရှိရင် 10.3 ဝန်းကျင်ရပါမယ်အပိုအရောကတော့ 0.1 cm ရှိလို့ရတယ်အဲ့တော့ဒါကပုံကကိုဆွဲပြီးတော့ပြီးရနဲ့တိုင်းကြည့်ရပါမယ်ဟုတ်ပြီအဲ့ဆိုရင်ဒီအပိုင်းကပြီးသွားပြီဆက်သွားမယ် calculate the ratio r equal a by b record your answer in table ဆိုတော့အရှိကအမတို့ဆွဲရတာက10 degree ဖြစ်တဲ့အတွက်ခုနအရှိကတိုင်းခဲ့တဲ့ value နှစ်ခုကိုဒီစရာထဲမှာဖြည့်လိုက်မယ် a က 1.7 b က 10.3 ရခဲ့တယ်ဟုတ်ပြီအဲ့တော့ r က a by b ဆိုတော့ r ကိုလိုချင်ရင် 1.7 ကို 10.3 နဲ့စားလိုက်လို့ရှိရင် 0.17 ရပါမယ်ဒီမှာ2 decimal place ဆိုတော့2 decimal place ယူလိုက်တယ်သူကလည်း2 significant figure လို့ပြောရတယ်ဆိုတော့2 significant figure ယူလိုက်မယ် okay E the student repeat procedure in B and C ပေါ့နော်အဲ့ဒါကိုသူက20 degree 30 degree အတွက် repeat လုပ်တယ်အဲ့ဒါကို table မှာ record လုပ်လိုက်တယ်တဲ့ပြီးတော့ကျောင်းသားကဘာပြောလဲဆိုရင် R is directly proportional to theta ဒီ R တန်ဖိုးက theta တန်ဖိုးနဲ့ directly proportional ဖြစ်တယ်ပေါ့အဲ့ဒါကို state if you agree with the student သူပြောတဲ့ဒီ statement ကိုသဘောတူလားမတူလားဆိုတော့အမတို့က directly proportional ဖြစ်တယ်ဆိုလို့ရှိရင်တစ်ခုကတက်တယ်ဆိုရင်နောက်တစ်ခုကလည်းလိုက်တက်မယ်အဲ့တော့တစ်ခု increase ဖြစ်တယ်ဆိုရင်နောက်တစ်ခုက increase ဖြစ်မယ်အဲ့လိုမျိုးဒါမှမဟုတ် inversely proportional ပေါ့ inversely proportional ဆိုရင်ကျတော့တစ်ခု increase ဖြစ်ရင်တစ်ခုက decrease ဖြစ်မယ်အခုဒီမှာ theta က10 20 30ဖြစ်သွားတဲ့အခါမှာ r value တွေကလည်းလိုက်ပြီးတော့များလာတယ်အဲ့တော့သူပြောတာမှန်တယ်ပေါ့ဘာလို့လဲဆိုတော့အဲ့တော့ဘယ်လိုရေးမလဲဆိုရင် student နဲ့ agree ဖြစ်ပါတယ်ပေါ့သူက agree ဖြစ်လားမဖြစ်လားမေးတာဆိုတော့ statement မှာ agree ဖြစ်ပါတယ်လို့ရေးမယ် justification မှာကျတော့ဘာလို့လဲ theta များတဲ့အခါမှာ r ကလိုက်များလို့အဲ့တော့ရေးလိုက်တယ် yes I agree with student as theta increase r increase ပေါ့နော်ဒီနေရာမှာပေးတဲ့ value တွေကတစ်ခုတက်ပြီးတော့တစ်ခုကျသွားတယ်ဒါမှမဟုတ်သူက inversely proportional လို့ပြောင်းပြီးတော့ပြောတဲ့ case တွေမှာဆိုရင်တစ်ခု increase ဖြစ်ရင်တစ်ခု decrease ဖြစ်ရမယ်ပေါ့နော် F က suggest what the student can do to have more confidence in their answer to part E ဆိုတော့အပေါ်က directly proportional ဖြစ်တဲ့အကြောင်းကိုပေါ့နော်ပို့ပြီးတော့ more confident ဖြစ်ဖို့ဆိုရင်ပို့ပြီးတော့တည်ချဖို့ဘာလုပ်ရမလဲဆိုတော့အဲ့တော့ experiment တွေလုပ်တိုင်း result တစ်ခုကိုပို့ပြီးတော့တည်ချခြင်းနဲ့ဆိုလို့ရှိရင် value တွေအများကြီးပေါ့မတူညီတဲ့ value တွေအများကြီးနဲ့စမ်းသပ်ပေါ့နော်အများကြီးလုပ်လို့ရှိရင်ကိုကပို့ပြီးတော့တည်ချတဲ့ result တစ်ခုရမယ်အခုဒီမှာဆိုရင်10 20 30ထက်40 50 60စသဖြင့်ပို့ပြီးတော့လုပ်လို့ရှိရင်ဒီ trend ပေါ့နော် theta များသွားရင် r value များသွားလားဆိုတော့ result ကပို့ပြီးတော့တိတိကျကျရမယ် so student can do investigation
with more different value of theta လို့ရှိပေးလိုက်တယ် G ကကြတော့ suggest one source of accuracy in this experiment even if it is carried out very carefully ဆိုတော့ theta carry လုပ်ရင်တော့မှ carry out လုပ်ရင်တော့မှ inaccuracy ကတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလေတဲ့အဲ့တော့အမတို့အရှိကိုပြန်ကြည့်မယ်ဆိုရင်ဒီ experiment ကဘာအကြောင်းလုပ်တာလဲဆိုရင် light ray ကို reflection လုပ်တာအဲ့တော့ light ray ကို reflection လုပ်တယ်ဆိုတာကအလင်းနဲ့တစ်ခုဝင်လာတယ်ဆိုတာကိုအမတို့ကပုံမှန်လင်းနေတဲ့အခန်းမှာဆိုလို့ရှိရင်တေချာမြင်ရမှာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးမြင်းချောင်းအတိုင်းကိုတေချာမြင်ရတာမဟုတ်ဘူးအဲ့တော့ဒါကအဲ့လိုမျိုးအလင်းနှန်းကိုတေချာပို့ပြီးတော့မြင်ရကျင်တယ်ဆိုလို့ရှိရင်မှောင်နေတဲ့အခန်းမှာလုပ်ရမယ်အခုကတော့မှောင်နေတဲ့အခန်းမှာလုပ်တယ်လို့မပြောတာပေါ့နော်အဲ့တော့ပုံမှန်ခန်းမှာဆိုရင်အလင်းနှန်းကိုတေချာမမြင်ရနိုင်ဘူးဘယ်လိုလုပ်တင်လဲဆိုလို့ရှိရင်မှောင်တဲ့အခန်းမှာလုပ်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါကဒီ reflection of light ray ကိုလုပ်တဲ့ experiment တွေမှာဆိုလို့ရှိရင်ဒီအချက်ကသိထားမယ်ပေါ့နော်အဲ့တော့ experiment is not done in dark room တရုံထဲမှာမဟုတ်တဲ့အတွက်ပုံမှန် room ထဲမှာဆိုလို့ရှိရင် light ray ကို clearly တွေ့ဖို့အတွက်ကခက်ခဲတယ်ဒါက source of inaccuracy နောက်တစ်ပုဒ်သားမယ် number 2 electric circuit အကြောင်းကို investigation လုပ်တယ်ပေါ့နော်ပြီးတော့သူကဒီပြထားတဲ့ပုံအတိုင်း apparatus တွေကို circuit ကို set up လုပ်ထားတယ်လုပ်ထားပြီးတော့အမှခလုတ်ဖွင့်နေပြီးတော့ voltmeter ကိုဖတ်တယ်အဲ့လိုမျိုးပေးထားတယ်ပေါ့နော်ဒီပေါ်ကသူပေးရတဲ့ဟာလေးတွေကိုခဏရက်ပြီးတော့ကိုယ့်ကိုနားလည်အောင်ရင်ဖတ်မယ်နော်ပြီးလို့ရှိရင်တော့အောက်က voltmeter ကိုကြည့်မယ် voltmeter ကreading ပေးထားတယ်အဲ့ဒါက V0 ဆိုတော့ဘယ်လောက်လဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်လို့ရှိရင်4ကိုမှ1 2 3 4စိတ်ကျော်တယ်အဲ့တော့ဒါက 4.4 volt ဟုတ်ပြီပြီးရင် B သွားမယ်ပေါ့နော် B ကအဲ့မှာသူ resistor ကို join လိုက်တဲ့အခါမှာresistor ကို join လိုက်တဲ့အခါမှာ current တွေ voltmeter တွေဖတ်တယ်ပေါ့အဲ့ဒါကိုသူကဒီမှာ table မှာ record လုပ်လိုက်တယ် number 1 က use the voltmeter reading a table 2.1 when the 10 ohm resistor is connected to between x and y ဆိုတော့ 10 ohm resistor ကိုချိန်လိုက်တယ်ဆိုတော့10 ohm ဟာသိချင်တာเนาะ between x and y to calculate current I ဘာကိုရှာခိုင်းတာလဲဆိုတော့ I ကိုလိုချင်တာသူပေးရတဲ့ဒီ equation ကိုသုံးပြီးတော့တဲ့ I ရဲ့ value ကို record လုပ်အဲ့တော့ဒီမေးခွန်းတေချာဖတ်မယ်ဆိုရင်သူမေးတာက10 ohm resistor ရဲ့ I ကိုပဲမေးတယ်เนาะအဲ့တော့အမားတို့ရေးရမယ့် value ကဒီ value ဖြစ်တယ် I equal V by R ဆိုတော့ V က 1.35 R က10အဲ့ဆိုရင်ဘယ်လောက်ရမလဲဆိုတော့ 0.135 ရမယ်ဒီမှာသူက two significant figure လို့ပြောထားတယ်အဲ့တော့အမားတို့က 0.14 လို့ယူလိုက်မယ်အဲ့တော့အဲ့လိုမျိုးပေးရเนาะအဲ့ကြတော့အဲ့ကြောင့်မေးခွန်းရဲ့အကြောင်းတိုင်းကိုသေချာဖတ်ပါမဟုတ်ရင် 0.135 လို့ဖြည့်မိသွားလို့ရှိရင်လွဲသွားမယ်ပေါ့နော် number 2 the voltmeter reading V for 47 ohm resistor က missing ဆိုတော့ဒီအကွက်ကိုပြောတာ47ဟာအဲ့တော့မှအဲ့ V ကိုရှာခိုင်းတယ်အဲ့ကြတော့အမတို့ equation က V ကိုလိုချင်ရင် V equal to IR ရှိမယ်I က 0.064 R ကကြတော့47အဲ့တော့မြောက်လိုက်လို့ရှိရင်3.008 ရမယ်ပေါ့နော်အဲ့တော့မာကအနည်းဆုံးယူပြီးတော့34လို့ပဲရေးပြလိုက်မယ် add your answer to table 2.1 ဆိုတော့ဒီမှာ3ထည့်ပေးလိုက်မယ်အဲ့ဆိုလို့ရှိရင်1နဲ့2ကပြီးသွားပြီ C ကကြတော့ graph ဆွဲရမှာပေါ့နော်အဲ့ဆိုရင်သူပေးရတဲ့အမှတ်တွေကိုလိုက်ပြီးတော့ချမယ်အပေါ်မှာ
V4 က 186 current ampere က 886လို့ပြောတယ်4ရဲ့ reading တွေကိုကြည့်လိုက်မယ်ဆိုရင်အမတို့က1ကနေပြီးတော့3ကြော်ထိရှိရဲဆိုတော့ရေးကြည့်လိုက်မယ်ပေါ့နော်1 2 3 4 5 6 8အဲ့တော့0.5 ထားလိုက်မယ်ဒီ10ခွက်တစ်ခု0.5 1 1.5 2 2.5 3 3.5 4အဲ့တော့ညှင်းဆွဲလိုက်မယ်နော်ဒါကြတော့ဗာလဲဆိုရင် voltage ပေါ့နော် voltage ကို V ပြီးရင်ဒီအောက်ကကြတော့ဘာဖြစ်မလဲ current ampere V ကိုအပေါ်မှာရေးလိုက်မယ် voltage V ဟုတ်ပြီ current ကကြတော့ current ဘိုင်းကိုကအမကဘယ်လိုထားမလဲဆိုရင်0.02 ကနေပြီးတော့စထားလိုက်မယ်0.02 0.04 0.06 0.08 ပြီးရင်0.1 0.12ဒီကြည့်ထားလိုက်မယ်နော်အဲ့တော့ဒါကတော့ဒီလို graph ကွာကိုဆွဲရတယ်ဆိုရင်အမှတ်တွေကကိုအဆင်ပြေလို့ထားလို့ရတယ်အဓိကဒီ graph ရဲ့တဝက်ကျော်လောက်ကိုတော့ကိုယ့်ရဲ့အမှတ်တွေက cover ဖြစ်ဖို့လိုအပ်တယ်ဟုတ်ပြီပြီးလို့ရှိရင်တော့အမတို့အမှတ်တွေကိုလိုက်ချမယ်ပထမတစ်ခုက 1.35 မှာ ampere က 0.14 အဲ့တော့ 1.35 ဆိုလို့ရှိရင်နှစ်စိတ်ကို 0.1 ဖြစ်သွားမှာပေါ့0.1 0.2 or 1ပေါ့နော် 1.1 1.2 1.3 1.35 current က 0.14 ဆိုတော့အမတို့ဒီနောက်ဆုံး point ထိထည့်ဖို့လိုအပ်တယ် 0.14 အဲ့တော့ 0.14 မှာ 1.35 ပြီးရင် 2.2 မှာ 0.1 2.2 0.1 က 2.2 ဆိုတော့ဒါ2 2.1 2.2 ပြီးရင် 2.85 မှာ 0.073 2.85 အဲ့0.073 ဆိုတော့ဒီမှာက 0.07 အဲ့တော့ဒီကြားထဲမှာ9ကွက်ဆိုတော့တစ်ခုကိုနှစ်စီသွားမယ်ပေါ့နော်အဲ့ဆိုရင်ဒီအလယ်မှာရှိမယ်တစ်ကွက်ခွဲမှာအဲ့ဒါက 0.073 ပြီးတော့ 2.85 အောက်ကနေပြီးတော့အမှမြဲဆွဲကြည့်မယ်2.85 ဆိုတော့2ရောက်ပြီ2.5 ရောက်ပြီဒီလေက 2.75 ဆိုတော့ဒီအမှတ်ပါအဲ့တော့ဒီနားမှာဖြစ်မယ်ပြီးလို့ရှိရင်3မှာ 0.064 okay အဲ့တော့ 0.06 ကဒီမှာ64ဆိုတော့နှစ်ကွက်မြောက်ပါနော်တစ်ကွက်ကို2ရှိရဲဆိုရင်အဲ့တော့ဒီမှာ0.064 ကဘယ်ကိုရောက်လဲ3ကိုရောက်တယ်နောက်ဆုံးတစ်ခုက 0.05 0.05 ဆိုတော့ဒီနှစ်ခုရဲ့အလယ်3.37 ဆိုတော့3.5
3.6 3.3 ဆိုတော့ဒီ3ကြော်မှာပေါ့နော် 3.1 3.2 3.3 ဒီနားလေးမှာ 3.35 ကြော်လေးပေါ့အဲ့နာမှာအမှတ်ဆွဲလိုက်မယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အမတို့ 0.5 ခုရသွားပြီ 0.5 ခုရသွားရင်ဘာလုပ်ရမလဲဆိုတော့သူက bus fit straight line ကိုဆွဲခိုင်းတယ် bus fit line ဆိုတာကအမှတ်တော်တော်များများကိုထိသွားတဲ့ line အခုဆိုအမှတ်တွေအကုန်လုံးကိုမဖြတ်သွားဘူးဆိုလို့ရှိရင်တော့တော်တော်များများကိုထိတဲ့ line ဖြစ်ရမယ် Okay အဲ့ဆိုရင်အမဆွဲကြည့်မယ်ပေဒံနဲ့ဆွဲလို့ရှိရင်တော့ပေဒံကိုရွှေ့ကြည့်ပေါ့နော်ပေဒံကိုရွှေ့ကြည့်ပြီးတော့ဘယ်အနေထားလောက်မှာဆိုလို့ရှိရင်အများဆုံးကိုဖြတ်လဲပေါ့အဲ့အနေထားလောက်ကိုဆွဲဒီမှာဆိုအမဒီလိုဆိုလို့ရှိရင်ကထိတ်ဆုံးအမှတ်နဲ့အခုကင်ထားတဲ့အနေထားဆိုထိတ်ဆုံးအမှတ်နဲ့နောက်ဆုံးအမှတ်ကလည်းနည်းနည်းလွယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလေးပြောင်းလိုက်မယ်ဆိုရင်3မှတ်ကိုဖြတ်သွားတယ်ပြီးတော့အခုဒီလိုမျိုးထားလိုက်မယ်ဆိုရင်အမှတ်ကဒါလည်းဖြတ်တယ်ဒါလည်းဖြတ်တယ်ဒါလည်းဖြတ်တယ်ဒါကလည်းနီးတယ်ဒါလေးတစ်ခုကလည်းနီးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုအများဆုံးဖြတ်တဲ့အနေအထားနဲ့ကျန်တဲ့ point နေနီးတဲ့အနေအထားကိုဆွဲလိုက်တယ်အဲ့လိုမျိုးက bus fit line ဟုတ်ပြီအဲ့ကြတော့ဒီက determine the gradient g of your line gradient ကိုတွက်ခိုင်းတာ gradient တွက်မယ်ဆိုရင်ဘာ formula ပဲသုံးရမလဲ m equal y2 minus y1 by x2 minus x1 အဲ့ဆိုရင်အမားတို့ကအပေါ်မှာဒီဆွဲခဲ့တဲ့ line ကိုဖြတ်သွားတဲ့ point นี้ပေါ့နော်ကိုကြိုက်တဲ့ point ကိုယူပြီးတော့ gradient ရှာလို့ရတယ်အဲ့တော့ဒီမှာအမဆွဲရတဲ့အနေအထားအရဆိုလို့ရှိရင်ဒီနာက 3.5 နဲ့ဖြတ်တဲ့ point တစ်ခုကိုယူလိုက်မယ်နောက်ပြီးတော့ဒီမှာ2ပေါ့နော်2 မှာဖြတ်တဲ့ point တစ်ခုကိုယူလိုက်မယ်ဒီအဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကကြတော့ 3.5 အောက်က ampere ကဘယ်လောက်လဲ ampere အရင်ရေးရမယ် 0.04, 3.5 ပေါ့ဒီအောက်ကကြတော့ ampere က1 2 3 4ကွက်ဆိုတော့ 0.108 ဖြစ်မယ်တစ်ခွက်ကို 0.002 ဆိုတော့4ခွက်ဆိုတော့ 0.008 ပြီးလို့ရှိရင် volt က2ဟုတ်ပြီအဲ့တော့ဒီကောင်က x1 y1 ဒါက x2 y2 ဖြစ်မယ်အဲ့တော့အမနဲ့အမှတ်ကမတူလဲကိစ္စမရှိဘူးเนาะနောက်ဆုံး gradient အဖြေမှာဆင်ရင်ရပြီသူကဒီလိုအပုတ်တွေဆိုလို့ရှိရင်ဘယ်တန်ဖိုးကနေဘယ်တန်ဖိုးဝန်းကျင်ရရမယ်ပေါ့နော် range တစ်ခုပြီးအဲ့ range ထဲမှာကိုအဖြေကဝင်လို့ရှိရင်ရပါတယ်အဲ့တော့ဒီမှာ y2 က 2 minus 3.5 h2 က 0.108 minus 0.04 တွက်လိုက်ရင်ဘယ်လောက်ရလဲဆိုတော့ minus 22.06 ရပါတယ်အဲ့တော့မှာက gradient က minus 22.06 ဟုတ်ပြီ e the gradient of your line is numerically equal to resistance rz gradient ကတဲ့ rz ရဲ့ numerical တန်ဖိုးနဲ့တူတူပဲပေါ့နော်အဲ့တော့ numerical တန်ဖိုးဆိုတာကအနှုတ်တွေပေါင်းနေမပါဘူးအနောက်က value က rz နဲ့တူတယ်လို့ပြောလိုက်တာအဲ့တော့အခုသူက write down the value of resistance rz ဆိုတော့အပေါ်မှာရခဲ့တဲ့အဖြေကိုအမတို့ကအပေါင်းနေအနှုတ်တွေဖယ်ပြီးတော့ရေးပြီးအောင်ပဲ to the nearest ohm ဆိုတာကြတော့တက်တမထည့်ပေးကြမလို့ပေါ့နော်ကိန်းပြေတန်ဖိုးကိုပဲယူရုံပဲအဲ့တော့အခုဒီမှာအမအပေါ်ကရခဲ့တဲ့အဖြေရဆိုရင်အမကအနှုတ်ဖြုတ်လိုက်မယ် nearest ယူပြီးတော့22 ohm လို့ရေးလိုက်တယ်ဒီအပုတ်မှာဆိုရင်အမှတ်ပစ္စည်းမြင်ရကသူက90ကနေပြီးတော့25အတွင်း
ဝင်တဲ့ value တွေအကုန်လုံးကိုပေးတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ best fit line နဲ့ကိုယူတဲ့ gradient point တွေပေါ့ကိုမူတည်ပြီးတော့အဖြေတွေကတယောက်နဲ့တယောက်꿰နိုင်ပါတယ်90ကနေ25တွင်ဝင်နေဆိုရင်ရတယ်ပေါ့နော်ဒီတဲက value တစ်ခုဖြစ်ရင်ရတယ်ဟုတ်ပြီအဲ့ဆို2ပြီးသွားပါပြီ3ကကြတော့temperature တိုင်းတာ thermometer နဲ့เนาะသူကဒီမှာခဏရက်ပြီးတော့ပုံစံလေးတွေကိုနားလည်အောင်အရင်ဖတ်ကြည့်ပါ room temperature ကဒီလောက်ဆိုပြီးတော့ပေးထားတယ်ဘီကာတဲကိုရေထည့်လိုက်မှာဒီထဲကိုရေထည့်မှာအဲ့ရေက60 cm ကျူရှိမယ်ပြီးတော့30စက္ကန့်စောင့်မယ်ပြီးတော့မှ temperature ကိုတိုင်းနေပေါ့နော် record စလုပ်တယ်အဲ့တော့ဆက်ချင်းမှာ T0 အတွက် record လုပ်တယ်ပြီးလို့ရှိရင်သူက10 minute ခြားတစ်ခါ measure လုပ်တယ်ဘယ်နှမိနစ်လဲ5မိနစ်ဒါကသူကဆက်ချင်း T0 ကိုပေးထားတာအဲ့တော့ကြည့်လိုက်မယ်ဆိုရင် T0 ကဘယ်လောက်ရှိမလဲဆိုတော့80ပေါ့နော် degree Celsius ဟုတ်ပြီNumber 1 record the temperature in table 3.1 to the nearest 0.5 degree Celsius ဆိုတော့သူကဒီအရှိကT0 ရဲ့ temperature ကိုဒီ table ထဲမှာထည့်ခိုင်းတာအဲ့တော့အမတို့ T0 မှာကခုနဘယ်လောက်ရလဲဆိုတော့80အတိရတာဆိုရင်80လို့ရေးလိုက်အောင်မယ်ပြီးရင်ဒီရဲ့ table တစ်ခုလုံးကိုဒီ column ကို complete လုပ်ခိုင်းတယ်ပေါ့နော်အဲ့တော့ဒီမှာ time ကသူက unit ရေးခိုင်းတယ် unit ကခုနက time ဘယ်လိုတိုင်းလဲ5မိနစ်မှာ10မိနစ်စီတိုင်းတာဖြစ်တယ်အဲ့တော့ unit က minute ဖြစ်ရမယ်ပြီးတော့မှသူက5မိနစ်မှာ10မိနစ်စီ5ခါတိုင်းတာဖြစ်တဲ့အတွက်ဒီအောက်ကဖြစ်ရမှာတွေက10မိနစ်2မိနစ်3မိနစ်4မိနစ်5မိနစ်အဲ့တော့ဒါကအရှိကသူလုပ်ခဲ့တဲ့ procedure ကိုဖတ်ပြီးတော့ပဲရေးလိုက်တာဟုတ်ပြီB. Suggest why the student wait for 30 seconds before measuring the initial temperature of hot water. Hot water ကိုထည့်ထည့်ခြင်းမှာ initial temperature မတိုင်းခင်ဘာလို့30 seconds စောင့်တာလဲတဲ့အဲ့တော့အမတို့က thermometer တိုင်းနေဆိုရင်တတိထားမယ့်အချက်တွေရှိရပေါ့နော်ရေထည့်လိုက်တယ်ဆိုရင် maximum temperature ရောက်အောင်လို့စောင့်ရတယ်ဥပမာဆိုလို့ရှိရင်ငယ်တော့ပေါ့နော် thermometer နဲ့အမတို့အဖျားတိုင်းနေဆိုလို့ရှိရင်ဂျိုင်းထဲကို thermometer ကိုထည့်လိုက်တယ်ပြီးတော့10မိနစ်2မိနစ်လောက်စောင့်ပြီးတော့မှ thermometer ကိုပြန်ထုတ်ပြီးတော့ကြည့်ရပေါ့အဲ့လိုမျိုးအဲ့တော့အပူချိန်က thermometer ထဲမှာတဖြည်းဖြည်းတက်လာပြီးတော့နောက်ဆုံးမတက်တော့တဲ့အနေအထားကိုရောက်သွားတော့မှအဲ့ဒီ temperature ကိုယူတာဒီမှာလေရေရဲ့ temperature ကတကယ် temperature အမှန်ရောက်ဖို့ကိုသူက thermometer ကိုပေးတက်လိုက်တယ်ပေါ့အဲ့ဒီပေးတက်ဖို့အတွက်ကို30 seconds စောင့်တာဖြစ်တယ်So to allow the thermometer to reach the temperature of hot water. မစောင့်မဲနဲ့တိုင်းမိရဲဆိုလို့ရှိရင် temperature အမှားကိုတိုင်းမိမှာဆိုလို့ပေါ့နော်အဲ့တော့တကယ် temperature အမှန်ရအောင်လို့ခဏလောက်စောင့်တာ2က state how the student ensure that the temperature reading are as accurate as possible အဲ့တော့ဘာ experiment တွေပဲဖြစ်ဖြစ်အမတို့ reading ကိုသိချအောင်ဘယ်လိုလုပ်မလဲ reading ကို accurate ဖြစ်အောင်ဘယ်လိုလုပ်မလဲ reading နဲ့ပတ်သက်တဲ့ reading ရဲ့ accuracy နဲ့ပတ်သက်တဲ့ကိစ္စလေးဆိုရင် parallel error အကြောင်းပြောလို့ရတယ် parallel error ဆိုတာက reading ကို eye level တက်တယ်မှာဖတ်ရမယ်เนาะ eye position မှားလို့မရဘူးအဲ့ဟုတ်စား eye position မှားသွားဆိုရင် reading က accurate မဖြစ်ပဲနေမယ် Read the thermometer scale at eye level to avoid parallel error လို့ရေးပြလိုက်တယ်ပေါ့နော်ဒီမှာ eye level လို့မရေးဘဲနဲ့ scale နဲ့ကိုယ့်မျက်လုံးနဲ့ဟာ perpendicular ရေးရမယ်လို့ရေးလဲရတယ်ပေါ့နော်အရေးသားတော့ဒီတိုင်းအတိအကျမဖြစ်လဲရတယ်သဘောတရားမှန်ရင်ရပါတယ် C ရဲ့ 1 က calculate the decrease in temperature of hot water in the first 2 minutes first 2 minutes ဆိုတော့0ကနေပြီးတော့2အထိကို decrease ဘယ်လောက်ဖြစ်သွားလဲလို့တိုင်းရမှာအဲ့တော့ဘယ်လောက်ဖြစ်သွားလဲဆိုစစချင်းက89ကနေပြီးတော့85.5ဖြစ်သွားတယ်အဲ့နှစ်ခုကိုနှုတ်ပေးလိုက်အောင်မယ် decrease ကိုလိုချင်တာ data သိတာနှုတ်လိုက်ရင် 11.5 ရပါမယ်သူက degree Celsius ပေးထားဆိုတော့2က calculate the average rate of cooling
during first 2 minute ဆိုတော့သူကဒီမှာဗာပေးထားလဲဆိုရင် formula ပေးထားတယ်အဲ့ဒါကိုအမတို့ထည့်တွက်ရုံပဲဘာလို့တွက်ခိုင်းတာလဲဆိုတော့ first 2 minute ဟာဆိုတော့အပေါ်က number 1မှာက first 2 minute ရဲ့ decrease ကိုတွက်ခဲ့တယ် 11.5 time ကဘယ်လောက်လဲဆိုတော့2 minute ပေါ့အဲ့တော့ 11.5 ကို2 minute နဲ့စားလိုက်ရုံပဲအဲ့ဆိုရင် 5.75 ရမယ်5.75ဟုတ်ပြီ unit ဆိုတော့ဒီမှာအပေါ်က unit တွေကိုပြန်ကြည့်မယ်ဆိုရင် 11.5 က degree celsius ပြီးတော့အောက်က2ဆိုတာကြတော့ minute အဲ့တော့ unit က degree celsius per minute เนาะအဲ့လိုမျိုး unit လေးမေးအဲ့လိုစဉ်းစားပါ3ကကြတော့ calculate the average rate of cooling R2 နောက်တစ်ခုရှာခိုင်းတာဘာကိုရှာခိုင်းတာလဲဆိုတော့ final 2 minuteအဲ့ဆိုရင်အမတို့ final 2 minute ရဲ့ decrease ကိုရှာရမယ်ပြီးရင်အချိန်က2 minute ဆိုတော့2နဲ့စားရမယ်R2 final 2 minute ကိုကြည့်လိုက်မယ်ဆိုရင်2 minute ဆိုတော့3 minute ကနေပြီးတော့5 minute ပေါ့အဲကြတော့မှ2 minute ဖြစ်မယ်အဲ့တော့81ကနေပြီးတော့64ကိုနှုတ်မယ်2နဲ့စားမယ်81ကနေ64ကိုနှုတ်တာက9ရမယ်အဲ့တော့ 7.2 ဆိုလို့ရှိရင် 3.5 R2 က 3.5 ဒီမှာ unit မပါတော့ unit ပါထည့်ပေးလိုက်မယ် degree celsius per minute ဟုတ်ပြီ number C က use your answer in C2 and C3 to write a conclusion about the way in which hot water in a beaker cool C1 နဲ့ C2 နဲ့ C3 ကိုကြည့်မယ်တဲ့ဆိုတော့ C2 မှာက cooling rate က 5.75 C3 ကြတော့ cooling rate R2 က 3.5 ဆိုရင်ဘလို့ cool ဖြစ်လဲဆိုရင် cooling rate ကတဖြည်းဖြည်း decrease ဖြစ်သွားတာကိုတွေ့ရမယ်ကြာလာတာနဲ့အမျှ rate ကတဖြည်းဖြည်းနေသွားတယ်အဲ့တော့သူကဘလို့ cool ဖြစ်လဲဆိုတာကို conclusion ရေးပေးပါဆိုတော့ C1 နဲ့ C2 ရဲ့ value ကနေအမတို့ဘာတွေ့ရလဲဆိုလို့ရှိရင် cooling rate က decrease ဖြစ်သွားတာကိုတွေ့ရမယ်ဒါပဲပေါ့နော်ဟုတ်ပြီ E က the water in the beaker is left to continue cooling ထပ်ပြီးတော့ cooling လုပ်လိုက်တယ်အဲ့တော့ဒီမှာသူကနောက်ထပ်5 minute ထပ်ထားရင်ရောက်မဲ့ temperature ရဲ့နောက်ထပ်မိနစ်50ထားလို့ရှိရင်ရောက်မဲ့ temperature နှစ်ခုကို estimate ရေးခိုင်းတယ်အဲ့တော့ estimate ဆိုတာကခန့်မှန်းခိုင်းတာပေါ့နော်အဲ့တော့တိတိကျကျကြီးဒီအဖြေမှပေးမယ်ဆိုတာမျိုးမရှိဘူးဒီလိုမှဆိုလို့ရှိရင်လေသူတို့ကလက်ခံနိုင်တဲ့ range တွေကိုဝင်နေဆိုလို့ရှိရင်ပေးတယ်ပေါ့နော်အဲ့ဆိုရင်အမားတို့ကဒီ5 minute ကိုရေးဖို့အတွက်ဒီရှေ့က temperature ခြားနာချက်တွေကို decrease ဖြစ်သွားတာလေးတွေကိုကြည့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် 6.5 decrease ဖြစ်တယ်ဒီအောက်နဲ့ကြတော့5 decrease ဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ခုချင်းစီဟာကိုနှုတ်သွားမယ်အဲ့တော့10 minute တခါ decrease ဖြစ်သွားတာတွေကိုနှုတ်လိုက်လို့ရှိရင်အမတို့ဒီလိုရမယ်သူကပြီးတော့ရော့သွားတဲ့နှုန်းကလည်းနေသွားတယ်ပေါ့အဲ့တော့နောက်ထပ်5 minute မှာဆိုရင်တဖြည်းဖြည်း temperature decrease လေးတွေကိုရော့သွားပြီးတော့တွက်ကြည့်မယ်အဲ့ဆိုရင်ဒါ5 minute ပြီးသွားပြီ6 minute ကို6 minute အတွက်တွက်မယ်6 minute ဆိုတော့သူကဒီမှာ 3.5 ရော့ပြီးပြီဆိုတော့အမက3ရော့လိုက်မယ်5 minute နဲ့6 minute ကြားတယ်အဲ့တော့3ရော့မယ်ဆိုလို့ရှိရင်64 minus 3ဆိုရင်6 minute က61ရမယ်ဟုတ်ပြီ7 minute 7 minute မှာဘယ်လောက်ရော့မလဲဆိုရင်2.5 ရော့ပေးလိုက်မယ်အဲ့တော့61 minus 2.5အဲ့ဆိုရင်အမတို့58.5ရမယ်ပြင်8 minute အတွက်ကြည့်မယ်အဲ့တော့2.5ပြီးသွားပြီဆိုတော့2ရော့ပေးမယ်58.5 minus 2ဆိုရင်56.5 9 minutes စာ
9 minutes စာမှာ1.5ရောပေးမယ်ဘာလို့ဒီလိုလုပ်လဲဆိုရင်အရှိကပထမ9 minute မှာတော့အဲ့လိုမျိုးတော့ 0.5 စီလောက်လေးရော့သွားတယ်ပေါ့နော်တဖြည်းဖြည်းရော့တဲ့ decrease ကနည်းသွားတယ်အဲ့အတွက်အမတို့နောက်ထပ်9 minute စာမှာလည်းရော့တဲ့ decrease ကတဖြည်းဖြည်းနည်းသွားအောင်မယ်အဲ့အားကြောင့်မှာအဲ့တော့အခု 56.5 ထဲကနေပြီးတော့1.5နှုတ်မယ်ဆိုရင်55ရပါမယ်အဲ့တော့10 minute သူက further 5 minutes ဆိုတော့အမတို့နောက်ဆုံးနောက်ထပ်9 minute ကို9 minute ပေါင်းတော့10 minute ပေါ့နော်နောက်ဆုံးရေးရမယ့်အချိန်က10 minute ဟာအဲ့ဆိုဒီမှာ1.5ပြီးသွားပြီဆိုတော့1 degree ထည့်ရမယ်အဲ့တော့55ထဲကနေ -1 ဆိုရင်54ရမယ်ဒါဆိုအမအတွက် estimate ကိုကအမက54 degree Celsius လို့ရေးလိုက်မယ်ဒါက further 5 minute သူကကြတော့ temperature of water further 50 minute ဆိုရင်50 minute ဆိုနောက်ဆုံးရေကအေးခံရတယ်ပေါ့နော်အမတို့ရေခွက်တစ်ခွက်ကိုအေးခံရတယ်ဆိုရင်ရော့ရင်နဲ့0ထိဖြစ်သွားမှာမဟုတ်ဘူးเนาะရေခဲသွားမှာမဟုတ်ဘူးသူရေပူတစ်ခွက်ကိုအပြင်မှာအေးခံရတယ်ဆိုလို့ရှိရင်ရေကတဖြည်းဖြည်းအေးသွားပြီးရင်ဘာဖြစ်သွားမလဲဆိုတော့ room temperature ဖြစ်သွားမယ်เนาะအဲ့တော့ဒီမှာမိနစ်50ဆိုတော့အရင်ကြာသွားပြီရေတစ်ခွက်အေးဖို့ဆိုတာမိနစ်50ကလုံလောက်တယ်ပြီးတော့မိနစ်50ဆိုရင်ထပ်ပြီးတော့ decrease ကအများကြီးထပ်မဖြစ်တော့ဘူး room temperature ရောက်ပြီဆိုလို့ရှိရင်သူရေရဲ့ temperature room temperature ဖြစ်သွားမယ်အဲ့တော့ဒီမှာမိနစ်50အတွက်ကိုကအမတို့ room temperature ရေးပေးရမယ် room temperature ဘယ်လောက်လဲဆိုရင်အရှိရမေးခွန်းမှာပြန်ကြည့်မယ် A မှာသူက room temperature ကိုဒီလောက်ပါဆိုပြီးတော့ပေးခဲ့တယ်အဲ့တော့21.5ဒါဆိုသူပေးတဲ့ room temperature 21.5ကိုအမတို့ E ရဲ့2အဖြေအတွက်ရေးပေးလိုက်အောင်မယ်เนาะအဲ့တော့ဒီလိုမျိုး cooling လုပ်တဲ့အချိန်အရင်ကြာသွားတယ်ဆိုလို့ရှိရင် cooling လုပ်တဲ့ပစ္စည်းက room temperature မှာ constant ဖြစ်သွားမယ်ဆိုတာသိရပါမယ်အဲဆိုရင်ဒါကအမတို့3အတွက်ပြီးသွားပြီ4က planning ရေးရမယ်ဟာ planning ကအကြောင်းသားတွေအတွက် challenging ဖြစ်နိုင်တယ်ပေါ့နော်ဒါမဲ့ရေးပုံရေးနီး method လေးကိုသိလို့ရှိရင်တော့ပို့ပြီးတော့လွယ်လာပါလိမ့်မယ်အဲ့တော့ physics မှာက planning တစ်ခုဖတ်ပြီးဆိုလို့ရှိရင် independent variable dependent variable ကိုရှာရမယ်အဖေသူကဒီမှာ track တစ်ခုလောက်ထားတယ်တဲ့အဲ့ဒါကို metal ball ကိုလွတ်လိုက်မှာပေါ့နော်ဒီ metal ball လေးကိုဒီကနေပြီးတော့လွတ်လိုက်မှာသွားခိုင်းလိုက်မှာအဲ့တော့ roll down ဖြစ်သွားရင်သူကဒီကနေပြီးတော့ဒီဘက်ကိုတက်သွားမယ်တဲ့တက်သွားတယ်ဆိုလို့ရှိရင်ဟိုဘက်မှာခဏရက်ပြီးတော့မှဘောကလိုမျိုးတက်သွားမယ်တက်သွားပြီးနောက်မှခဏရက်မယ်ရက်ပြီးတော့မှဒီဘက်ကိုပြန်လာမယ်အဲ့တော့ခဏရက်တဲ့ height ကိုသူတို့က h လို့ပေးလိုက်တယ်နော်အနာမှာခဏရက်တဲ့ maximum height လေးကို h လို့ပေးလိုက်တယ်အဲ့ဒါကိုမှဘာကိုplan လုပ်ခိုင်းလဲဆိုရင် plan an experiment to investigate how one variable affect the size of h ဆိုတော့ one variable affect the size of h ဆိုတော့သူကဘာလဲလို့မပြောတာနောက်တစ် variable တကူဘာလဲလို့မပြောတာဒီ h ပဲပြောတယ်အဲ့တော့အမားတို့ကကြိုက်တဲ့ variable တခုရေးလို့ရတယ်ဒီမှာလဲသူကကြိုက်တာရေးလို့ပြောတဲ့အတွက်ဖြစ်နိုင်တဲ့ variable ကတခုထပ်ပို့တယ်ပေါ့နော်အဲ့တော့ h ကိုစဉ်းစားကြည့်မယ်ဆိုရင်ဒီဘက်က h ပြောင်းဖို့ကဒီဘက်ကနေပြီးတော့စထုတ်တဲ့ h နဲ့လည်းဆိုင်မယ်ဒီနားကနေပြီးတော့စထုတ်တဲ့ position ဒါမှမဟုတ်ဒီနားကနေပြီးတော့စပြီးတော့ပေးလိုက်တဲ့ position ဒီနားကနေပြီးတော့စလွတ်လိုက်တဲ့ position ဒီဘက်က height ပုံမူတည်ပြီးတော့ဟိုဘက်ကသွားတဲ့ height ကလည်းပြောင်းလဲသွားမယ်ပေါ့ဥမာပုံအကျန်းအဖြစ်ဆိုရင်အမတို့ဒီနားကနေထုတ်လို့ရှိရင်ဒီနားပဲရောက်တယ်ပေါ့ဒီနားထုတ်မယ်ဆိုလို့ရှိရင်တော့နည်းနည်းပိုမြင့်မြင့်ရောက်နိုင်တယ်เนาะအဲ့တော့ starting height ပေါ်မူတည်မယ်အဲ့ဒါကတစ်ခုနောက်တစ်ခုကကြတော့ဘောလုံးရဲ့ mass ပေါ်မှာလည်းမူတည်နိုင်တယ် mass ကပေါ့တယ်ဆိုလို့ရှိရင်ပိုမြင့်မြင့်ရောက်နိုင်မယ် mass ကလေးတယ်ဆိုရင်တအားကြီးမမြင့်နိုင်ဘူးပေါ့နော်အဲ့တော့ဒီနှစ်ချက်ကတော့အလွယ်ဆုံးနှစ်ချက်ဖြစ်တယ်အမဒီမှာကတော့အမက static height ကိုယူပြီးတော့ရေးမယ်ဟုတ်ပြီအဲ့တော့ static height နဲ့သူရောက်မဲ့
သူနားမဲ့ height ပေါ့နော်သူရောက်သွားမဲ့ height အဲ့တော့ height နှစ်ခုရှိမယ်အဲ့ဆိုရင်ဒီမှာကဘယ်သူက dependent လဲဘယ်သူက independent လဲဆိုရင် static height ပေါ်မူတည်ပြီးတော့ရောက်မဲ့ height ကပြောင်းလဲသွားတယ်အဲ့အတွက်ကြောင့်မလို့ high reach က dependent ပြောင်းချင်တယ်လို့ပြောင်းလို့ရတဲ့ static height က independent ပြီနော်အဲ့တော့ independent နဲ့ dependent နှစ်ခုခွဲလိုက်မယ်အဲ့လိုနှစ်ခုခွဲလိုက်တယ်ဆိုလို့ရှိရင်နောက်တစ်ခုပါရှိလဲ control ပုံသေးထားရမယ် variable တွေရှိမယ်အဲ့တော့ပုံသေးကဘာထားရမလဲဆိုရင်ခုန affect လာဖြစ်မဲ့ mass အခုဒီမှာက setting height နဲ့ high reach ကိုပဲကြည့်မယ်ဆိုရင်အမတို့ mass ကလာ affect ဖြစ်လို့မရဘူးအဲ့တော့တူညီရဲ့ mass ကို mass ball ကိုသုံးရမယ် mass of the ball ကို control ထားရမယ်ပြင်သူသွားမယ်ဒီ track ကြီးကိုလည်း control ထားရမယ်ဒါကအမရဲ့ variable တွေကိုအရင်ဆုံးခွဲခြားလိုက်တာဟုတ်ပြီပြီးတော့မှရေးတော့မယ်ဆိုရင်အောက်ကသူပေးထားတဲ့ bullet point တွေအတိုင်းတစ်ဆင့်ချင်းရေးမယ် Okay number bullet point 1 state one variable you have chosen to investigate ဆိုတော့အခုဒီမှာအမတို့ရွေးလိုက်တာက static height ဒါပဲရွေးလိုက်တဲ့ variable static height ပြီးရင် list any additional operators needed ဆိုတော့ height ကိုတိုင်းဖို့အတွက်ဆိုရင်ဘာလို့မလဲ ruler လို့မယ်ပြီးလို့ရှိရင်မှတ်ချင်တယ်ဆိုလို့ရှိရင် marker လို့မယ်ဒါကဒုတိယ list ပြီးသွားပြီတတိယတစ်ခု explain how to do the experiment ဆိုတော့ experiment ကိုဘယ်လိုလုပ်မလဲလို့ပြောတိုင်းအမတို့ရေးလို့ရ3ခုရှိတယ် measure record and repeat MRR လို့မှတ်လဲရတယ်ပေါ့နော်ဒီ3ချက်ကိုပေါင်းရေးမယ်အဲ့တော့အရင်ဆုံး apparatus ပါတဲ့ဟာတွေမှာဆိုရင် apparatus ကိုသူတို့ပေးရတဲ့အတိုင်း apparatus တွေကိုတက်ဆင်လိုက်ပါမယ်ပြီးလို့ရှိရင် measure လုပ်မယ် record လုပ်မယ် repeat လုပ်မယ်အဲ့တော့အခုအမရေးလိုက်တဲ့အချက်၄ချက်ပေါ့နော်ဆက်စချင်းမှာက set up လုပ်တယ် set up လုပ်တယ်ပြီးတော့ဘာရေးမလဲ measure record and repeat measure ဒီမှာဆိုရင်တိုင်းစရာက independent variable ကိုလည်းအရင်ဆုံးတိုင်းရမယ် measure the static height ပြီးရင်ဘောလုံးကိုလွတ်လိုက်တယ် release နောက်တစ်ခုဘာတိုင်းရမလဲ dependent measure the high reach အဲ့တော့ measure ကအမြဲတမ်းနှစ်ခုလုံး measure လုပ်ရမယ်ပြီးရင်အမတို့အဲ့ဒီလုပ်လိုက်တဲ့ value တွေကို record in the table လုပ်ရမယ်ပြီးရင် repeat ကတော့ repeat the experiment လုပ်ရင်ဘာကိုပြောင်းပြီးလုပ်ရမှာလဲပြောင်းရမယ့်ကောင်က independent variable ကိုမတူညီတဲ့ value တွေနဲ့ပြောင်းပြီးတော့ repeat လုပ်ရမှာအဲ repeat the experiment for 5 different static height ဒါမှမဟုတ် repeat the experiment with different static height အဲ့လိုမျိုးရေးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီ experiment ဘယ်လိုလုပ်လဲဆိုတဲ့အပိုင်းကိုအမြဲတမ်းအမတို့ measure record repeat button နဲ့ရေးလို့ရတယ်အဲ့ဒါမှကိုယ့်ရဲ့ independent variable တွေ dependent variable တွေကိုပြောင်းပြီးတော့အစားထိုးပြီးရေးလိုက်အောင်မယ်ဒါဆိုရင်ဒီတတိယမြောက် bullet point ပြီးသွားပြီနောက်တစ်ခုက key variable to keep constant ဆိုတော့ဘာရေးခိုင်းတာလဲဆိုရင် control variable ကိုရေးခိုင်းတာအဲ့တော့ခုနပြောခဲ့တဲ့အတိုင်းပဲ control variable က mass နဲ့ track လို့ရေးလိုက်မယ်နောက်ထပ် bullet တစ်ခု draw a table with column heading to show ဆိုတော့ table ဆွဲပြရမယ် table ဆွဲလိုက်ပါမယ် table ဆွဲတဲ့အခါမှာအဓိကကအမတို့ရဲ့ variable တွေသိချပါရမယ်ပြီးလို့ရှိရင်ကိုတိုင်းမဲ့ variable ရဲ့ unit ရပေါ့နော်အဓိက variable နဲ့ unit ကိုပါမယ် value တွေထည့်စရာမလိုအဲ့တော့ planning experiment တိုင်းမှာသူတို့ကအဲ့လိုဘယ်လိုလုပ်လဲမေးပြီး table ဆွဲခိုင်းတယ်နောက်ဆုံးကတော့ conclusion ကိုဘယ်လိုလုပ်မလဲအဲ့တော့အမြဲတမ်း conclusion ဘယ်လိုလုပ်မလဲဆိုရင် graph ဆွဲလို့ရတယ် graph ဆွဲခိုင်းတယ် graph ဆွဲခိုင်းရမယ်ပေါ့နော်အဲ့တော့ graph ဆွဲခိုင်းရင် x မှာ independent variable ကိုထားရမယ် y မှာတော့ dependent variable ကိုထားရမယ်အဲ့တော့ဘာ experiment ပဲလုပ်လို့အမှားတို့က conclusion ဘယ်လိုလုပ်မလဲဆိုရင် graph ဆွဲပါမယ် x axis မှာပါထားပါမယ် y axis မှာပါထားပါမယ်ဆိုပြီးတော့ရေးပြလိုက်အောင်မယ်
အဲဆိုအမ conclusion အတွက်ကဒီနောက်ဆုံး graph ဆွဲပါမယ်ဆိုရဲစာကြောင်းလေးကိုရေးပြလိုက်တယ်အဲ့တော့အမတို့ planning experiment ဒီလိုနောက်ဆုံးပုတ်အတွက်ကခုနအမပြောသွားတဲ့ variable ခွဲတာတွေ measure record repeat နဲ့ရေးတာတွေပြီးတော့ control variable ပါဖြစ်ရမလဲသိဖို့လိုတယ် table ဆွဲတတ်ဖို့လိုတယ်ပြီးရင်နောက်ဆုံးအကြောင်းက graph ဆွဲပါမယ်ဆိုပြီးတော့ရေးတတ်မယ်အဲ့ဒါကိုမတူညီတဲ့ပုံစံလေးနဲ့ကိုကပြောင်းရေးနိုင်အောင်လို့စူးစမ်းမယ်အဲ့လိုပြောင်းရေးတတ်သွားပြီဆိုလို့ရှိရင်ဒီနောက်ဆုံးအပုတ်ကမခက်ခဲတော့ပါဘူးเนาะလွယ်သွားပါလိမ့်မယ်အဲဆိုရင်ဒါကတော့အမတို့ October November 2025ရဲ့ paper 62ဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် See you in next video